လူငယ်တူဟာတာယာလာပါတယ်တောအုပ်တစ်ခုထဲကိုဓာတ်ပုံရိုက်ဖို့ရောက်ရှိလာခဲ့ပါတယ်သူဟာတဘာဝအလားတရားတွေကိုတစိမ့်စိမ့်ခံစားရင်လမ်းလျှောက်လာခဲ့ရကနေအမောင်ထူဖုံးလွှမ်းနေတဲ့ဥမင်လွမ်းခေါင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်စူးစမ်းလို့စိမ့်နဲ့အဲ့ဒီဥမင်ထဲကိုခရာတစ်ခုနဲ့အတန်ပေးလိုက်တဲ့အခါထူးဆန်းတဲ့အောင်ပြန်နှံတွေကြားရပြီးအခြေအနေတွေကစတင်ပြောင်းလဲလာပါတယ်အချိန်တွေကထပ်တလဲလဲဖြစ်နေတယ်လို့သူ့ရဲ့ဖြစ်စီတွေကတခြားနေရာကိုရောက်နေတယ်လို့မျိုးပဟေလိဆန်းနဲ့အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ဥမင်ထဲကနေထပ်ပေါ်လာတဲ့ကြောက်မက်ဖွယ်အော်တန်ဒီနဲ့အတူသူဟာသွေးချင်းချင်းနီနီနဲ့မျက်နှာနဲ့ပဟေလိဆန်စွာအဆုံးသတ်သွားခဲ့ရပါတယ်